ဖေဖုန်းဆိုင်ဖွင့်ထားတဲ့စီတူဖုန်းဆိုင်မန္တလေး56လမ်းနဲ့လမ်း50ထိတ်လာတယ်လိပ်စာတွေတောက်လျှောက်မြို့ပြပြောက်ကြားတွေကိုတော်လန်တက်ဖွဲ့တွေကတကောက်ကောက်လိုက်နေပါပြီစာကလေးကောရုံကြီးတို့လုပ်နေတာမင်းတို့လိုစစ်တပ်ကိုအခုရေးရလို့ပရက်နေရဲ့စစ်တပ်ကိုရှာနေရနေတဲ့ကောင်တွေတကောက်မှမရှိဟောအသက်နဲ့ခံတာစိတ်မချရတော့ပါလွတ်အောင်ပြေးကြော်စိုးဦးလို့ကျွန်တော်ဒီညကနေပြောချင်တယ်လို့ကြော်စိုးဦးနဲ့တဘူးတရရဲသွားနေတဲ့နောင်တော်လေးသစင်ဦးလေးလုံးအခမတိမတာပေါ်နိုင်ပါမင်းအိမ်ဒီပါတွေမိန်းမတွေကလေးတွေလည်းဖုန်းဆက်မေးကြည့်ပါမိဒီတော်ကရင်းနေတဲ့တိုက်တန်းမှာပေါ်လုံချုံပါမလားတွေ့လိပ်စာတွေဖုန်းနံပါတ်တွေသူ့အဖေဖုန်းဆိုင်ဖွင့်ထားတဲ့စီတူဖုန်းဆိုင်မန္တလေး56လမ်းနဲ့လမ်း50ထိတ်လာတယ်လိပ်စာတပ်ဖွဲ့တွေကစားနေတော့ရှိတော့ကဲဒီကောင်ကျဆိုဦးတော့ဖိုင်နိုင်တဲ့တကူတင်ကူရပေးမိတဲ့နော်အခုတော့နေရလိပ်စာလဲတီးလို့ရပြီပေါ့နော်ကျွန်တော်တို့ PDF တွေကဘယ်လိုဖတ်မလဲဘယ်လိုဒီကောင်ကိုတင်စီထားမလဲဆိုတာကိုတော့ကျွန်တော်တို့ P2 တွေထက်P2 တွေစဉ်းစားတာထက်သူတို့စဉ်းစားတာညံပူကောင်းတယ်ပေါ့နော် PDF တွေကဘယ်နေရာမှာပြလူတယောက်ဖန်ထူးတလုံးဝကိုမခက်ခဲတဲ့အကြောင်းကိုဒီကနေပြောချင်ပါတယ်ဒီကောင်ကPDF တွေကိုနှိမ်ချလိုက်နော်ကျောက်တိုက်ဆိုင်တဲ့ဟာတွေမှာသူ့နေရာနဲ့သူမဟုတ်ဘူးလို့ပြောလိုက်နော်အကျံဖက်သမားတွေလို့ပြောလိုက်ဟောနော်ဒီမှာလုံးဝမစင်ချင်ဘူးပြောနေအောင်ပဲလို့ပြောနေတာဒါပေမဲ့သူ့အတွက်သူ့အန်ဒရေအတွက်လုံခြုံရမလားမလုံခြုံရဘူးလားဆိုတာကြည့်ရတာပေါ့နော်ခဏလေးနေမှဒီကောင်တွေ update ကိုပြင်လုပ်ပေးရမှာပြပါတယ်ဒီကောင်ကကိုတော်တော်လူကြီးခိုင်းတာပေါ့နော်လူပါဝတ်အထင်ထွားတာပေါ့တော်တော်လေးအထင်ထွားတာပေါ့နော်သူ Facebook ခေါမှာကျွန်တော်ကြိုဆိုပါလို့ပြောတဲ့ချိန်ပါဘာဖြစ် follower တွေမြတ်တလားလို့600လောက်ပဲရှိတာပေါ့နော်တမန်စုတို့ဖိပြမဲ့တဲ့ပသိကြီးနဲ့မရီယာကမှတိုက်ပွဲတွေပြစ်ထန်လာတော့အဲ့မှာကျွန်တော်တို့လူတွေပြစီတာရှိတယ်ပြီးကျွန်တော်မရီယာနဲ့စင်ကူကြမှာပြစီတာရှိတယ်ပြီးတော့ကျွန်တော်တို့အဲ့မှာမရီယာနဲ့စင်ကူကြမှာလမ်းပေးပွဲရမှာအကြမ်းဖက်သမားတွေရဲ့အုပ်ကူတွေအများကြီးပဲဒါကျွန်တော်တို့အကုန်မရိုက်နိုင်ဘူးအုပ်ကူတွေအများကြီးပဲစကန်တွေလည်းအများကြီးပဲမှာချလာတာပြီးတော့ကျွန်တော်ကျိုးတက်တော်ကျိုးအိုင်းတွေတက်တော်ကျိုးအိုင်းတွေပြီးမှလည်းတို့အဲ့မှာစကန်တွေချလာမနေဘူးပဲအနေနဲ့အခုမနေဘူးဒါကျွန်တော်တို့ကအချိန်များတော့တက်လိုက်စင်းလည်းမရိုက်နိုင်လို့အများကြီးပဲတော်တော်များတယ်ပြီးရင်မှကျွန်တော်လမ်းတစ်လျှောက်မှာပေါ့သူတို့ဒီဘန်ကာတွေခိုင်ခိုင်မာမာတွေလောက်တာမနေဘူးပဲတကြောလုံးပဲအစီမှုမျိုးအဝင်တော့တပိတ်ချင်းမျိုးအဝင်တော့တကြောလုံးပဲကျွန်တော်တို့မန်လေးမြကြီးနဲ့လမ်းပိုင်းပေါ့ဗျအဲ့ဒီမှာလည်းတဘိုးအများကြီးပဲသူရဲ့အုပ်တွေရောပြီးကျွန်တော်တို့သူရဲ့ဒီနှစ်ထပ်ဘန်ကာတွေရောမြောက်ဘန်ကာတွေအများကြီးပဲတောက်လျှောက်တွေ့ရတယ်ပြီးရင်ကျွန်တော်ကြေးဝါရီထဲမှာဆိုလည်းသူတို့ဝင်ဖောက်ကြတာမနေဘူးပဲတကြောလုံးပဲအဲ့မှာခဏတော့ကြည့်ခဏပိုးတော့ရင်နာအောင်ဗျတို့ဆွေးတော့မမရမ်းအဲ့တော့ဗျာကျွန်တော်ကဒီအကြမ်းဖက်သွားတဲ့အုပ်ကိုကျွန်တော်က6လောက်နေတယ်ဖနက်စီးရလေဟုတ်တယ်ဖနက်စီးရလုံးမဆက်လုံးမှာဆက်လုံးမှာတဲ့နော်ဆက်လုံးမှာတဲ့ဒီမှာကောင်းတွေကိုကြီးတဲ့သူတွေကိုလည်းဆေးပေးခြင်းတယ်ဒီကောင်ကိုPDF တွေကဘလူး action ယူရမလဲဆိုတာကိုအခုတော့စဉ်းစားပြီးသားဖြစ်တယ်နော်ဘာဖြစ်သူ့အသက်ကိုသူကလုံးဝမကာကွယ်ဘူးပေါ့နော်ဘာဖြစ်နှုတ်ဆက်ဘာဖြစ်ရမလဲဆိုတာကိုကျွန်တော်တို့ update ကနေပြင်ကြည့်ရမှာဖြစ်တယ်
အခုတော့သူ့နေရဲ့လိုက်စာတွေနေပြီးတော့မှနေရဲ့လိုက်စာတွေမန္တလေးမှာနေရဲ့လိုက်စာတွေသူ့ဖေရဲ့ဖုန်းစံဖွင့်ထားတဲ့ဟာတွေကိုလည်းအကုန်လုံးတီးကြပြီပေါ့စုံစမ်းကြပြီဆိုတော့တပတ်မကြဘူးဒီကောင်ရဲ့မျက်နှာတွေကိုကြည်ရမှာဖြစ်ပါတယ်နော်အဲ့ဒါတွေကိုပဲပြောချင်တယ်နေရဲ့လိုက်စာအကုန်လုံးတီးတော့ပြီဆိုတဲ့အကြောင်းကိုဒီမှာ update လုပ်ပေးချင်ပါတယ်